။
တနာတယောက်မှပြောလို့ရှမ်းစကားလဲတတ်နေပြီချင်နာဆုံးသူရတလုံးချစ်ဖို့ရွယ်ပါသည်ဒီမှန်ဆောင်မြင်ပွေးကြခဲ့တောင်းဖို့စကားအလေးတစ်ခေါက်တော့ဆိုင်ခေါ်မယ်လက်ခဲ့ကိုသူရမောရှမ်းရတယ်မောင်တန်လေးချာရှင်တွေကာမယ်လေသူစီတန်လေးချာရှင်တွေကာမယ်လေနောင်နောင်နောင်သူရရှမ်းတလေးသူရဟန်ကပြောင်းစိုက်ချစ်တဲ့သူရဲ့ချယ်ရီပါလေးတွေယူလို့အမတ်တရားမို့ပန်လိုက်ပါကွယ်နောက်အခါဆောင်ရောက်သူရှင်တွေကဖို့ပြောနေမယ်ယတနာကောင်းမှပန်းလို့စိုက်ချစ်တဲ့မြေပြတ်သူရဲ့နာမည်လေးလာတယ်လူကိုယ်တိုင်လည်းလာပါရဲ့စိုက်ချစ်များမှုပိုင်ယတနာတယောက်မှပြောလို့ရှမ်းစကားလည်းသူတတ်နေပြီနာဆုံးသူရတလုံးချစ်ဖို့ရွယ်ပါသည်ဒီမှန်ဆောင်မြင်ပွေးကြခဲ့တောင်းဖို့စကားအလေးတစ်ခေါက်တော့စိုက်ခေါ်မယ်လက်ခဲ့ကိုသူရမောရှမ်းထားနေမောင်အမေကြောင့်ရှင်တွေကတလုံးချစ်လို့မြင်မဲ့ကွယ်နောက်ခါဆောင်ရောက်သူရှင်တွေကဖို့ပြောနေ
လက်ချင်းဆက်ကြော်မျိုးငွေတိုင်းဖြူမင်းတို့ဘဝကိုလေအားကြမိမလုံးသားရဲ့ရမအပေဒီဘဝကိုရှေ့ဆက်ပဲချီအောင်လက်စင်ကျင်နာမျက်လုံးရင်မစတော့ကြည်စိုးခဲ့ဘုရားကျူလေးမင်းတို့ဘဝကိုလေးအားကြမိတယ်နှလုံးသားရဲ့ရမအပေခံဒီဘဝကိုရှေ့ဆက်ပဲအထီအောင်လက်စင်ပေးရအောင်မလဲအရင်ရှင်မလဲမတီးတော့နေလို့ချစ်ရဲ့စိတ်ခံတော့ဒီရဲ့တစ်ဖက်မှာလေးနေပူလာလဲရှိနေမလို့ဆန်နေချစ်ရဲ့စီယာလူရဲ့အလုံးဘယ်နှမလိုက်နိုင်မလဲ
စိတ်ထဲဘယ်လိုခံစားမိမလဲတခါတော့အချစ်တွေဆိုပြီးတရားခင်နေတယ်တကယ်တော့လက်တွေမရှိလို့ဆိုပြီးမေ့ပြစ်ချင်တယ်ကိုချိုးစားသမျှအလားတာဆိုပြီးအမှန်မထင်လာတော့စေတနာတွေကိုရေထဲမျောပြစ်လိုက်တယ်ဘယ်သူကြောင့်ဆိုတာဘယ်တော့မှတခြားတယောက်အပေါ်လွဲချအပြစ်မတင်မိဘူးကဆန်းသမျှအားနဲ့ပြေဖို့ဆောင်မျှော်နေတယ်ရာနှုန်းပြေနားလေနိုင်ဖို့သိခံနေတယ်တစ်ဖက်ဆုံးတစ်ချက်နေကြလို့ပေါ်လေမှာကာယကံရှင်စိတ်ထဲညှိုးနွမ်းနေတယ်တကယ်တမ်းလက်တွေမရှိလို့ဆိုပြီးမေ့ပြစ်ခြင်းတယ်ကိုကြိုးစားသမျှအလားတာဆိုပြီးအမှန်မထင်လာတော့စေတနာတွေကိုရေထဲမျောပြစ်လိုက်တယ်ဘယ်သူကြောင့်ဆိုတာဘယ်တော့မှတခြားတယောက်ပေါ်လွဲချအပြစ်မတင်မိဘူး
โอ้อยากไปแล้วมุนเส้นน้ำค้างแล้วโอ้อยากไปแล้วโอ้อยากไปแล้วมุนเส้นน้ำค้างแล้วโอ้
မှာမျောနေရှာသူကလေးရဲ့ဒီဆောင်ကုန်လို့ຫນွေဦးရောက်ခဲ့ရင်ပြန်ဆုံးမယ်နော်မင်းအမငယ်နဲ့ပြောခဲ့လေဒီမောင်ပဲလွမ်းရတယ်မတွေးရတာအတော်ကြာပြီပေါ့လေသူအလွမ်းပြေဖို့ပူစားပြုလိုက်မယ်စာလွာတွေကိုပြေဖို့နေလေကိုအဖို့တော့ဒီအလွမ်းလေးကဖြစ်မပြေအစင်သာပဲသူကလေးအတွက်အလွမ်းစိတ်တွေဝေလာခဲ့ဘယ်လိုအလွမ်းမျိုးနဲ့လွမ်းလဲဆိုကိုယ်တိုင်လည်းမပြောတတ်အောင်အဖြေရှာမရပါကျင်သူလေးခေါ်ပြောခွင့်ရတော့အောင်မဆိုင်သူတယောက်သာခင်မင်းသူချင်လို့ပြောပြကိုယ်တိုင်လည်းမတွေးတတ်အောင်ရင်နာနောက်ထပ်တစ်ခါပြန်ဆုံရင်ပေါ့လေသူလေးကိုတော့ပြန်ပြီးမေးကြည့်မယ်ရင်ခုန်လာသူကိုအဖြစ်လို့ပဲမင်းလေးတယောက်ခံစားမိရလားမျောနေရှာသူလေးရဲ့ဒီဆောင်ကုန်လို့ຫນွေဦးရောက်ခဲ့ရင်ပြန်ဆုံးမယ်နော်မင်းအမငယ်နဲ့ပြောခဲ့လေဒီမောင်ပဲလွမ်းရတယ်မတွေးရတာအတော်ကြာပြီပေါ့လေသူအလွမ်းပြေဖို့ကိုစားပြုလိုက်မယ်စာလွာတွေကိုရေးဖို့နေလေကိုအဖို့တော့ဒီအလွမ်းလေးကဖြစ်မပြေအစင်သာပဲသူလေးအတွက်လွမ်းစိတ်တွေဝေလာခဲ့ဘယ်လိုအလွမ်းမျိုးနဲ့လွမ်းလဲဆိုကိုယ်တိုင်လည်းမပြောတတ်အောင်အပြေရှာမရပါကျင်သူလေးခေါ်ပြောခွင့်ရလောက်အောင်မဆိုင်သူတယောက်သာခင်မင်းသူချင်လို့ပြောပြကိုယ်တိုင်လည်းမတွေးတတ်အောင်ရင်မနောက်ထပ်တစ်ခါပြန်ဆုံရင်ပေါ့လေသူလေးကိုတော့ပြန်ပြီးမေးကြည့်မယ်ရင်ခုန်လာသူကိုအဖြစ်လို့ပဲမင်းလေးတယောက်ခံစားမိရလားကိုအတွက်နဲ့ဘာကြောင့်များလွမ်းရတယ်
သမင်မျက်လုံးလေးဆိုင်ဦးလေးသူပြုံးလဲနှုတ်ဆက်ကရဲ့သွားတော့မဲ့သူဘယ်လိုဝကြွေးများရှိလာတဲ့ဒုလူသားအခုမှတွေ့ကြရဲ့ခွဲသွားရွှေသမင်မျက်လုံးလေးဆိုင်ဦးလေးသူပြုံးလဲနှုတ်ဆက်ကရဲ့သွားတော့မဲ့သူဘယ်လိုဝကြွေးများရှိလာတဲ့ဒုလူသားအခုမှတွေ့ကြရဲ့ခွဲသွားစိတ်ထဲမှာဒီတကယ်ခံစားရဖို့ကွယ်မခွဲစဘူးသူတွေမလားစိတ်အားနဲ့ငါရဲ့အဝေးရောက်သွားရင်မေ့နေဒီတခါနောက်ဆုံးလားဆိုင်ရပေလုံးလား